mobile တွင်ရှင်းမှန်နှင့်ပတ်သက်၍ပြုလုပ်မည်ဆိုပါက POS ကိုနှိပ်ပါမှာထားသည့်ကုန်ပစ္စည်းစာရင်းများကိုထည့်သွင်းပေးပါ customer name ထည့်သည့်နေရာတွင်မှာယူသည့် customer ၏အမည်ကိုထည့်သွင်းပေးပါ discount ထည့်သွင်းမည်ဆိုပါကထည့်သွင်းပေးနိုင်ပါသည်ပြီးရင် Pay and Checkout page ကိုနှိပ်ပေးပါ shipping နှင့်ပတ်သက်၍အချက်အလက်များထည့်သွင်းရန်အတွက် shipping ကိုနှိပ်ပေးပါ shipping charge တွင်ပို့ဆောင်ခကိုထည့်သွင်းပေးပါ shipping status နဲ့ delivery type တွင်အခြေအနေများကိုထည့်သွင်းပေးပါပြီးရင်သိမ်းရန်အတွက် OK ကိုနှိပ်ပါငွေတစ်ခါတည်းရှင်းပြီဆိုပါက finalize and payment ကိုနှိပ်ပြီးရှင်းပေးနိုင်ပါသည်အကြွေးထားမည်ဆိုပါက amount နေရာတွင်0ထားပေးပါပြီးရင်အယောင်ပေါက်ချဖွင့်ရန်အတွက် finalize and payment ကိုနှိပ်ပေးပါprint ထုတ်မည်ဆိုပါက print ကိုနှိပ်ရင်ထုတ်ပေးနိုင်ပါသည်ပယ်ဖြတ်မည်ဆိုပါက cancel ကိုနှိပ်ရင်ပယ်ဖြတ်ပါထည့်သွင်းလိုက်သော shipping အချက်အလက်များကိုပြန်လည်ကြည့်ရှုရန်အတွက် cyber menu ကိုနှိပ်ပါ shipment ကိုနှိပ်ပါ shipment ကိုနှိပ်ပါအပေါ်တွင်ဒိတ်အလိုက်ကြည့်မည်ဆိုပါကကြည့်မီဒိတ်ကိုသတ်မှတ်ပေးနိုင်ပါသည်အစောအပြုလုပ်ထားသည့် shipping ချက်လက်များကိုပြန်လည်ကြည့်ရှုမည်ဆိုပါက update ကိုနှိပ်ပြီးကြည့်ရှုနိုင်ပါသည်